Alors quand il y a des gens, on a du point de vue, donc le mieux ha, ni mieux pour le premier on le voit chacado, n'allez, timou pour chacun knowledge pour. Le mieux est quand ça j'ai dit, pitching a scenario, timou sur le knowledge. Da ça, chacun s'y dit les gars, chacun, non? အဲ့လိုတယောက်တယောက်သိတယ်သိပြီးတော့အခါမှာအပြန်အလှန်လေးစားမှုရှိကြအပြန်အလှန်လေးစားမှုရှိတော့မှခင်မင်မှုကနေကြော်လာရင်ဟာလားချစ်တယ်ဆိုတဲ့ဟာလားမေတ္တာထားတဲ့အဆင့်ကိုကျွန်တော်ရောက်လာမှသာလျှင်လာအေးချမ်းတဲ့ပြည်တော်စုကိုကျွန်တော်တိဆောက်သွားနိုင်ကြအခုလိုအသိပညာနည်းတဲ့ကာလမျိုးမှာဘယ်လိုလုပ်ပြီးတော့ဟာလားချစ်ပါတယ်လူမျိုးတစ်မျိုးကိုလေးစားပါတယ်လို့ပြောတယ်ဆိုတာဒါကလူကြတော့ပြောတာပဲဖြစ်ပါအမှန်တကယ်ဟာလားပြည်တော်စုမှာပြည်တော်စုစိတ်နဲ့နေကြရတယ်ဆိုရင်တူတူခုနကျွန်တော်ပြောသူတယောက်သိရမယ်အကြောင်းဆိုတာကကျွန်တော်ပြောရင်းနဲ့ဟုတ်လားသူတို့ရဲ့ aspiration လို့ခေါ်တဲ့ဖြစ်ချင်တဲ့ဆန္ဒတွေရောသူတို့ရဲ့ feeling ပြောသူတို့ရဲ့ခံစားမှုပြောပေါ့ဒီအရာတွေကိုလည်းကျွန်တော်သိရအဲ့လိုသိပြီးတဲ့နောက်မှာအပြန်လန်လေးစားမှုအပြန်လန်နားလည်မှုအဲ့ဒီနောက်မှာအပြန်လန်ချစ်ခင်ရင်းနှီးမှုတွေရဖို့လိုပါတယ်ဟိုဒါဟာကျွန်တော်တို့ဒီအိန္ဒိယမှာနေခဲ့တဲ့16နှစ်ကာလမှာခုနကျွန်တော်ပြောသူပါဆုံးချင်းမျိုးသားတွေနောက်ရခိုင်မျိုးသားတွေနောက်ပိုင်းမှာကချင်မျိုးသားတွေပေါ့လေကျွန်တော်ထိစပ်ခွင့်ရတာက16နှစ်ရဲ့အကျိုးမြတ်ပါပဲလို့ကျွန်တော်ယူဆကျွန်တော်တို့ကအိန္ဒိယဆိုတော့ထိုင်းနယ်စပ်လောက်ကျွန်တော်တို့ကလူမျိုးစုပြင်ကနေပါတယ်ဒီမှာဆိုရင်ထိုင်းနဲ့ပူရှိတာကဒီကူကီရှိတယ်ဒါကချင်းထဲမှာချင်းမျိုးနွယ်သူတခြားအစုတွေရှိတယ်နောက်နာဂရှိတယ်ပေါ့ဒီလောက်ပဲရှိတယ်ကျွန်တော်တို့ရှမ်းတို့ကရင်တို့မွန်တို့ဆိုတာမွန်ဆိုလို့ဒီမှာစုစုပေါင်းမှာ1ယောက်ပဲရှိတယ်ကျွန်တော်တို့နေပါတယ်အဲ့တော့ဟိုထိတွေ့နိုင်လေတွေဆက်ဆက်နိုင်လေတွေအကျိုးရှိလို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်ကျွန်တော်ကျေးဇူးတင်ပါတယ်နော်ဒီမိန့်ခွန်းဖတ်ရတဲ့အတွက်သူတို့ရဲ့သမိုင်းကြောင်းဒီသိခွင့်ရတယ်သူတို့လုပ်နေတာတွေတချို့တော့သိခွင့်ရတယ်သူတို့ဘာလုပ်ချင်လဲဆိုတာလည်းသိခွင့်ရပါတယ်အများကြီးကျိုးရှိပါတယ်နောက်လေးစားတဲ့ဒီနေ့တက်ရောက်လာတဲ့ပုဂ္ဂိုလ်များအခုလိုနိုင်ငံရေးခန္ဓာပေါ့လေခါမှာဒီကနေ့2009ခုနှစ်ဇန်နဝါရီ9ရက်နေ့မှာဖြစ်တည်နေတဲ့ဗမာနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံရေးအခြေအနေဟာအတန်ဆက်ဝင်စားကြကောင်းတယ်ကျွန်တော်ထောက်ပြလို့ပါတကယ်လို့များဒီသတင်းကိုလိုက်နေတဲ့ပုဂ္ဂိုလ်များဆိုရင်သိပါလိမ့်မယ်သတင်းဟာနေနေညနေတော့အပြောင်းလဲရှိတယ်ဒီနေ့ဘာတွေဖြစ်နေတယ်ဘာတွေဘယ်သူတွေကမှလုပ်နေကြတယ်ဆိုတော့သတင်းတွေကလည်းလိုက်လို့မကုန်အောင်စိတ်ဝင်စားကြကောင်းတဲ့အခြေအနေတရားကိုရောက်နေပါတယ်ဇန်နဝါရီ9ရက်ပေါ့လေဒီနေ့ဆိုဒါတွေကိုနိုင်ငံရေးကိုလုပ်ကြတယ်ဆိုတဲ့လူများသိဖို့လိုပါတယ်တချို့ကိစ္စတွေမှာနည်းသိဖို့လိုတယ်တချို့ကိစ္စတွေမှာတော့လာရေးပန်းတမန်သိရင်ရတယ်အဲ့တော့နိုင်ငံရေးဖွဲ့စည်းတာဝန်ရှိမှုများဒီနိုင်ငံရေးသတင်းများကိုဟုတ်လားနေညမပြတ်လိုက်နေဖို့လိုပါတယ်သိပြီးတော့လည်းပဲဒီတဲ့ဒီပြီးတော့ကိုယ့်အဖွဲ့ကအဲ့ဒီဖြစ်ပြအခြေအနေပေါ်မှာဘယ်လိုယူဆတယ်ဘယ်လိုလုပ်မယ်ဘယ်လိုပါမယ်ဆိုတာတွေကိုမှန်ကန်ဆုံးဖြတ်ကြဖို့လိုပါတယ်ဒီတွေတကယ်လို့များဟလာဒီနေ့ဖြစ်နေတဲ့ကျွန်တော်ကိုစားပြုတဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့သိကြတာရှိတဲ့အချိန်မျိုးဆိုတာတော့တင့်တော်တဲ့အခါမျိုးမှာမင်းမြန်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်လည်းကြုံတဲ့အခါမှာလည်းတင်ပြပြောဆိုတာတွေရှိတယ်နောက်တစ်ခါအခမ်းအနားမရှိတဲ့တချို့ဆိုရင်ကျွန်တော်စာရေးပြီးတော့ဆောင်းပါးစသဖြင့်ဝိပဿနာစသဖြင့် interview စသဖြင့်လုပ်ပြီးတော့ကျွန်တော်တို့တင်ပြနေတာတွေရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီနိုင်ငံရေးအခြေအနေကိုသိအောင်လည်းလုပ်ကြသိမှသာလေမမကန်ဆုံးဖြတ်နိုင်ပါလိမ့်နေပါလေနေပေါ်ဒီဇန်နဝါရီ9ရက်ဆိုအားလုံးဒီအတိုင်းဒီလွန်ခဲ့တဲ့1993ဇန်နဝါရီ9ရက်မှာနာပါကလည်းမြို့သားပြည်လာကစခဲ့တယ်နေဖြစ်ပါတယ်အဲ့ဒါပြီးတော့မှဒီ KNU ကိုထူထောင်ခဲ့တယ်လို့ကျွန်တော်နားလဲရပါတယ်ဇန်နဝါရီ9ရက်ကထူကြတယ်ဒီ KNU ဥက္ကဋ္ဌရဲ့မိန့်ခွန်း
ဖတ်လို့ရှိရင်တချို့ကျွန်တော်တို့စိတ်ဝင်စားတဲ့ကောင်းတာလေးတွေကျွန်တော်တွေ့ပါတယ်အဲသူတင်ပြဆွေးနွေးထားတဲ့နေရာမှာ KNU ရဲ့ရည်ရွယ်ချက် KNU လှုပ်ဆောင်မဲ့ဟာတွေဆိုရင်သူတို့လူမျိုးသူတို့ဒေတာပေါ့ဒီခုတော့ခေါ်ရတာပြည်နေလို့ဟိုဒါလွတ်မြောက်ခြင်းနေဆိုရဲရည်ရွယ်ချက်အတိတ်ဆန္ဒရှိတဲ့ဒီရွယ်လဲဆောင်ရွက်နေကြတယ်တခါ1948လွတ်လိုက်ရတော့တွဲအတူတူရခဲ့ကြတဲ့တခြားလူမျိုးတွေနဲ့လည်းအတူတူနေနိုင်အောင်ဆိုပြီးတော့ဒီ Confederation ရတာကြပါတယ်ဒီ Confederation တစ်ချိန်တည်းမှာဟိုနောက်ဆုံးစာမျက်နှာမှာဆိုရင်ဒီကနေ့ Federal ပြည်ထောင်စုတည်ဆောက်ရေးမှာလည်းတက်တက်ကြွကြွ KNO အနေနဲ့ပါဝင်ဆောင်ရွက်နေတယ်လို့ဆိုလိုပါတယ်ဒီချက်လက်တွေကနိုင်ငံရေးရကြည့်လို့ရှိရင်ဓမ္မဆွေးနွေးဖို့တင်တယ်ကျွန်တော်တို့ကိစ္စရပ်တွေပါနောက်ဒီနေ့ KNO ခန္ဓာမှာတော့တရားတွေကျွန်တော်တို့ဆွေးနွေးဖို့မဟုတ်ပါဘူးလို့သိဖို့ရတဲ့အတွက်ကျွန်တော်အများကြီးကြိုးရှိတယ်လို့ပဲထပ်လောက်ပြောကြလို့ပါအဲ့တော့ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တင်ပြတယ် KNO အဖွဲ့အစည်းဖြစ်ရှင်တဲ့ကချင်လူမျိုးများဖြစ်ရှင်တဲ့အာတိတ aspiration ဒီဟလာဒီနေ့ကျွန်တော်တို့အောင်မြင်ပြောင်းပေါင်းမြောက်ပြီးတော့ကချင်လူမျိုးများဟလာရဲ့လူရင်းဆန္ဒများပြေဝပါစေလို့ကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံမြို့သားညွန့်မောင်းဆိုရရဲ့ကိုစားကျွန်တော်လေးလေးနဲ့တလေးစားဆုတောင်းပေးပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်